ကဲအာဆင်နယ်ပရိသတ်တွေကျွန်တော်တို့နှစ်ပေါင်း20စောင့်ခဲ့ရတဲ့အခွင့်အရေးကထပ်မံဆုံးရှုံးသွားပြီအရန်ကြီးတော့ခံစားမနေကြပါနဲ့ဘာလို့လဲဆိုတော့ပင်နယ်ဒီကကံပေါ်မှာလည်းအများကြီးမူတည်တယ်လို့ကျွန်တော်တို့ဒီလေ့ကျင့်တဲ့ပေါ်မှာလည်းအများကြီးမူတည်တယ်ဗျအထူးသဖြင့်ကျွန်တော်နားမနေတာကဘာလဲဆိုတော့ဒီအာတီတာအနေနဲ့ကမှန်ဆိုရင်များကျွန်တော်တို့ဒီစန္ဒဘက်ကစားသမားတွေကဒီနောက်ဆုံး9လုံးမြောက်လို့10လုံးမြောက်လို့အဲ့လိုခြေနေမှာပဲတော်တော်များများကန်ကြတာဗျပုံမှန်ကဒီကိုင်းလယ်ကစားသမားဒါမှမဟုတ်တောင်ပန်ကစားသမားတိုက်စစ်ကစားသမားတွေကတော်တော်များများကန်နေကြဒါပေမဲ့9ယောက်မြောက်မှာဂါဘရီယယ်ကိုကန်ခိုင်းတာကတော့နည်းနည်းစိတ်ထဲအောင်တက်နိုင်တာပေါ့ဒါပေမဲ့လည်းဒါသင်ခန်းစာယူရမှာပေါ့ဗျာဘာလို့လဲဆိုတော့နောက်ခါကျွန်တော်တို့ဒီလို final ပွဲတွေ semi final ပွဲတွေဒီလိုပင်နယ်ကြီးနဲ့အဆုံးဖြတ်တဲ့ပွဲစဉ်တွေမှာကျွန်တော်ပင်နယ်ကြီးလေ့ကျင့်ဖို့လိုတယ်ဆိုတော့ဒါကျွန်တော်တို့အတွက်အချက်ပေးခေါင်းလောင်းတဲ့ဖြစ်တယ်ဆိုတော့အရင်ကြီးခံစားမနေပါနဲ့ကျွန်တော်တို့ဒါဒီကနေသင်ခန်းစာယူမယ်ကျွန်တော်ဒီလိုပဲပရီးမီးယားလိမှာဆိုလဲကျွန်တော်တို့ဒီလိုပဲ step by step သွားရင်းနဲ့မှာနောက်ဆုံးကျွန်တော်တို့ဖလားရခဲ့တယ်ကျွန်တော်ဒီချန်ပီယံလိမှာလည်းဒါကနေကျွန်တော်သင်ခန်းစာယူပြီးတော့ကျွန်တော်တို့တင်းပေါ်ဆက်ပြီးကျွန်တော်တို့ support လုပ်ကြရအောင်ဆိုတော့ဘာမှအားမငယ်ပါနဲ့ကျွန်တော်တို့အနည်းဆုံးတော့ပရီးမီးယားလိဖလားနဲ့အတူကျွန်တော်တို့မနက်ဖြန်မှာကျွန်တော်အောင်ပွဲခံရအောင်ပါဆိုတော့ခံပါယူကန်တာ